ပထမဆုံးနေ့တေးကန်စာမင်္ဂလာပါရှင်တေးဆိုကန်စာမျိုးရှိတဲ့တခြင်းလေးကိုခိုင်လေးနဲ့တို့ကြော်ရပါမယ်ရှင်သိခံပြီးတော့အားပေးပါရှင်တေးတွေကပြောတဲ့ချစ်တော်စကားတွေဒူဒူလေးကြားလို့တကယ်အားမရနိုင်နဲ့ရှင်မတိချသွားတိခွင့်ပြီးပါကွယ်ရှင်ခုန်ခြင်းများနဲ့နာဆွလို့နေမယ်ပျော်ရှင်စီမဲတကယ်ပါကွယ်ဒီလန်တဲ့စီဝဲဒီမာလူတို့တယောက်ဆောင်နိုင်ကြမယ်ကွယ်အကျဉ်းနာလေးကနေဒီမှာစားတာနဲ့လူလူဆုံးတဲ့တိချစ်ပါစို့ကွယ်တေးတွေကပြောတဲ့ချစ်တော်စကားတွေဒူဒူလေးကြားလို့တကယ်အားမရနိုင်နဲ့ရှင်မတေးကြအောင်ကြည့်ခွင့်ပြီးပါကွယ်ရှင်ခုန်ခြင်းများနဲ့နာဆက်လို့နေမယ်လုံးမချစ်တဲ့နေပြီးတော့ပါကွယ်ကြောပြမရမလားမေမောရဲ့လိုရယူစီစိတ်နဲ့ချစ်ပါတယ်ဒါဆိုတော့ကောင်းပြောဖို့လို့တလားကွယ်ညနေမောင်ရဲ့ရင်ခွင်လေးထဲမှာထွေးသိမ့်လို့ပျော်ရှင်စီမဲထားဝစဉ်ကွယ်ဘန်လေးများခင်နေဒီလက်တဲ့စီဝဲဖေးမလို့တို့တယောက်ရှောင်းလန်းကြမယ်ကွယ်ဂျင်းနာတွေလေဒီနေ့မှစားကြရဲ့လူလူဆုံးတဲ့တိစိတ်ချစ်ပါစို့ကွယ်လူလူဆုံးတဲ့တိစိတ်ချစ်ပါစို့ကွယ်ကျေးဇူးတင်ပါတယ်ခိုင်လေးမင်းနေကောင်းပါစေ